ဟုတ်ကဲ့မင်္ဂလာပါရှင်ဒီနေ့မမေလေးဆက်ပေးမှာတော့မမေလို့ဆိုင်မှာအစ်စ်ဝင်နဲ့ယောက်ျားလေးဝေးအုပ်ပုံလက်စလေးပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပထမဆုံးလက်စလေးကတော့လက်တိုင်းကတော့21ပါဈေးလေးက51သိန်းနဲ့9,000ပဲဖြစ်ပါတယ်ရှင်သူကတော့လုံးဝတောင်းတောင်းလေးပေါ့နော်ခွင်းအောက်ရိုးလေးတွေကအစားတောင်းတောင်းလေးလုပ်ပေးထားပါတယ်ရှင်လက်တိုင်း21ပါဟုတ်ကဲ့ဒီလက်စွပ်လေးကတော့28သိန်းနဲ့8,000ပါရှင်လက်တိုင်းကတော့26ဖြစ်ပါတယ်သူကတော့ဟိုဒီဇိုင်းလေးတွေကတော့အပေါ်ပိုင်းကနည်းနည်းကွဲရမယ်ရှင်နော်ဒါလေးကဂွင်းယုံလေးကလုံးဝတောင်းတောင်းလေးလုပ်ပေးထားရပါတော့လက်တိုင်းနဲ့26ပါရှင်28သိန်းနဲ့8,000ပါရှင်ဟုတ်ကဲ့ဒီလက်စွပ်လေးကတော့23သိန်းနဲ့2,000ပဲဖြစ်ပါတယ်ရှင်လက်တိုင်းလေးကတော့သူက18ပါနော်အဲလူလက်ပိုင်းတော့ဝေးလို့ရပါမယ်ရှင်23သိန်းနဲ့2,000ပါရှင်ဂွင်းယုံလေးတွေကလည်းတိချာလေးတောင်းတောင်းလေးလုပ်ပေးထားပါတယ်ရှင်ကဲဒီကောင်လေးကတော့15သိန်းနဲ့9,500ပါရှင်လက်တိုင်းကသူလည်း18ပါရှင်လူလက်ပိုင်းတော့ဒီဝလို့ရပါတယ်ရှင်15သိန်းနဲ့9,500ပဲကြာမှာဖြစ်ပါတယ်ဟုတ်ကဲ့မှာယူခြင်းတော့မင်းတို့ရဲ့ဗရဖုန်းနံပါတ်လေး399680จากหน้าสอง